မင်္ဂလာပါချယ်ဆီချစ်သူတို့ရေချယ်ဆီအသင်းဟာယနေ့ဩဂုတ်လ10ရက်စနေနေ့ညနေ9:30မိနစ်မှာ AC မီလန်အသင်းနှင့်ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။နောက်ပြီးပွဲကြိုအင်တာဗျူးမှာချယ်ဆီအသင်းနီးပြဇာဘီအလွန်ဆိုရဲ့စကားတချို့ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ကျွန်တော်တို့အနေနဲ့ချယ်ဆီအသင်းကိုနိုင်လိုစိတ်ဓာတ်နဲ့ဘယ်နေရာမှာမဆိုရှင်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်အောင်တိဆောက်ချင်ပါတယ်ကျွန်တော်ဘာကြောင့်ချယ်ဆီအသင်းကိုလက်ခံခဲ့လဲဆိုရင်ကျွန်တော်ကဘောလုံးအားကစားကိုချစ်မြတ်နိုးသူတဦးဖြစ်ပြီးချယ်ဆီအသင်းဟာကမ္ဘာအကောင်ဆုံးကလပ်အသင်းကြီးတွေထဲကတစ်ခုဖြစ်လို့ပါပဲဒီလိုအခွင့်အရေးမျိုးရရှိတဲ့အတွက်ကျွန်တော်တကယ်ပဲဂုဏ်ယူမိသလိုအထူးအခွင့်အရေးတစ်ခုရရှိထားတယ်လို့ခံစားရပြီးကျွန်တော်လက်ခံရယူထားတဲ့တာဝန်ပေါ်မှာလည်းအပြည့်အဝတာဝန်သိစိတ်ရှိပါတယ်ဒီကလပ်အသင်းဟာအလားအလာအလွန်ကောင်းမွန်တဲ့အသင်းတစ်သင်းလို့ကျွန်တော်မြင်ပါတယ်အောင်မြင်မှုရရှိဖို့ပထမဆုံးရာသီမှာပဲကောင်းမွန်တဲ့ရလဒ်တွေပိုင်ဆိုင်ဖို့နဲ့ဒီစီမံကိန်းတစ်ကိုခိုင်မာအောင်တည်ဆောက်သွားဖို့ကကျွန်တော်တို့ရဲ့ဆန္ဒနဲ့ရည်မှန်းချက်ပါပဲဒါဟာအချိန်ယူရမယ့်ကိစ္စဆိုတာကျွန်တော်တို့သိပါတယ်ဘောလုံးလောကဆိုတာတစ်ပတ်နှစ်ပတ်အတွင်းချက်ချင်းဖြစ်လာတတ်တဲ့အရာမျိုးမဟုတ်ပေမဲ့ကျွန်တော်တို့အနေနဲ့တော့အကောင်းမြင်စိတ်အပြည့်အဝရှိပါတယ်ကျွန်တော်တို့တည်ဆောက်ထားတဲ့ကစားသမားအင်အားစုဟာအရေးသွေးပိုင်းရောရင့်ကျက်တည်ငြိမ်မှုပိုင်းမှာပါမျှတမှုရှိတယ်လို့ကျွန်တော်ထင်ပါတယ်ဒါတွေဟာပရီးမီးယားလိဂ်မှာရှင်ပြိုင်ကစားဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေပါပဲနေတပုတ်အနေနဲ့ချယ်ဆီနောက်ခံကစားသမားဂူစတိုကိုရောင်းချဖို့ဆုံးဖြတ်ထားပြီးဖြစ်ပြီးပေါင်85တန်းတန်ဖို့သတ်မှတ်ထားပါတယ်သူကိုမန်စီးတီးအသင်းကစိတ်ဝင်စားတော့လဲထိုပမာဏကိုပေးချေဖို့ဆန္ဒမရှိဖြစ်နေပါတယ်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချယ်ဆီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ